ရှင်ဒီနေ့ညမှာတော့ဆွေးနွေးနေတာတွေတဲ့ရာယူပါလိမ့်မယ်အရှင်တင်လို့ရပွဲစဉ်လေးပေါ်တော့ဘယ်ကောင်းနေနေချင်းပြီးစမှာနေရှင်ချင်းနေကတော့အရှင်ဒီပတိကတော့ဘကဝန်တဲ့ဖဖဆွေ policy နဲ့ပြည်ထားပြီးတော့ကိုပေါင်းစည်းနေနေကတော့ဒီပလက်ဆန်ကြီးဆိုတဲ့ကြီးလေးနဲ့ပြည်ထားပါလိမ့်ရှင်လက်သိတဲ့တွေ့ဆုံမှုတွေမှာတော့အရှင်တင်ဘက3ဘက်ဆက်တိုင်နိုင်ရရှိထားပြီးတော့အရှင်တင်ကတော့နောက်ပွဲနိုင်ရရှိထားတာမလို့အဝေးတင်ဘကအသာစီရနေပါတယ်ဆုံမှုတွေတိုင်းပါလေ3ခုနှစ်အထက်ပိုးပါနေတာကိုတွေ့ရပါတယ်ရှင်အရှင်တင်ဘကနောက်ဆုံးတွေ့ဆုံမှုတွေမှာဒီရာဒီအရှင်ကြီးကောင်းလာတာကိုတွေ့ရပြီးတော့အရှင်တင်ဘကလည်းရှုံးသားတယ်ဆိုရင်တော့တကူအနည်းဆုံးတင်ထားနိုင်ပါတယ်ဒါကြောင့်ဒီနေ့ညမှာတော့အရှင်တင်ဘကတကူအနည်းဆုံးတင်နေတင်နိုင်ရင်1.5ဆိုတဲ့ဘာကြီးရတပတ်စာကြည့်ကြနေရရဲ့ကြောင့်ကိုပေါ်355ပြန်ကြည့်ပြီးကိုရွေးချယ်ပြီးပါလိမ့်ရှင်။အဲ့မဲ့ရွေးချယ်မှုတွေမှကန်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီကအကြောင်းအရာတွေသိချင်လဲဆိုရင်တော့ Telegram Channel ကို join ဖို့ဖိတ်ခေါ်ပါတယ်ရှင်။